ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ငါစီပြန်ဟင်းလေးနဲ့အစုံရက်လေတော့ချက်လေးကိုချက်စားပြတယ်ပေါ့နော်လောက်နေလေးရတယ်လွယ်ကူတဲ့အတွက်အားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံးကျွန်တော်တို့ငါ့ကိုအချုံမုတ်စာဆွနေမုတ်နေထားလိုက်မှာပေါ့နော်ကျွန်တော်တို့ဒီနေရာမှာပစုံလေးနည်းနည်းပို့တော့တော့ထည့်ထားလိုက်တယ်ပေါ့နော်ဒီစာနှက်ဆက်သွားမှွေလိုက်မယ်နော်မှွေပြီးလို့ရှိရင်နည်းနည်းတိုက်ထားပေးလိုက်မှာပေါ့နော်အချုံမုတ်စာလေးအထက်ထဲဝင်သွားအောင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကစီထည့်လိုက်မှာပေါ့နော်ကျွန်တော်စီထည့်ပြီးစနစ်မှောက်လေးပါနည်းနည်းထည့်လိုက်မှာပေါ့နော်ကဲစီဆူလာပြီးဆိုထောင်းလာတဲ့ရက်ပြီးလေးကိုထည့်ပြီးတော့မှွေပေးလိုက်မှာပေါ့ဗျာကဲစီကြက်လေးနဲ့ကြက်ပြီးဆိုတော့ငါးလေးကိုထည့်လိုက်တယ်ပေါ့နော်ငါးလေးကိုထည့်ပြီးလို့ရှိရင်ကျွန်တော်တို့စီကြက်လေးနဲ့တမတ်သွားမှွေပေးလိုက်ပါပေါ့နော်မှွေပြီးရရင်ကျွန်တော်တို့ကနေရာလေးချပြီးတော့စီပြန်တဲ့အထိဖုံးလေးမဖုံးမနဲ့ထားထားမှာပေါ့နော်ကဲစီလေးနဲ့ပြန်ပြီးရေလေးနဲ့ချပြီးဆိုကျွန်တော်တို့ကရေထည့်လိုက်ပါပေါ့ဗျာရေထည့်ပြီးရလို့ရှိရင်ကျွန်တော်တို့အဖုံးလေးအုပ်ပြီးတော့ရေဆူတဲ့အထိပေါ့နော်ထားထားလိုက်ပါပေါ့ဗျာကဲပြန်ဖွင့်ကြည့်တော့ရေလေးနဲ့အလောတော်လေးဖြစ်ပြီးတော့အသားလေးနဲ့ကြက်ပြီးဆိုတဲ့အနေထားလောက်ရအောင်ကျွန်တော်တို့ကမကြီးရည်လေးအုပ်လိုက်ပါပေါ့နော်ဒီနေရာမှာနည်းနည်းချင်းချင်းလေးစားချင်းတော့မကြီးရည်များများလေးအုပ်ပါဗျာပြီးတော့ဆိုရင်ကျွန်တော်တို့အပေါ်ငံလေးမြည်ပေးလိုက်ပါပေါ့နော်ပေါ်ငံလေးကိုစိတ်ကြိုက်အနေထားလောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကအမွှေးကြိုင်အတွက်ကျွန်တော်ကတော့နန်းနန်းပင်လေးအုပ်ထားလိုက်တယ်ပေါ့နော်ကဲနန်းနန်းဝင်လေးတော့ကျွန်တော်အဖုံးလေးဖုံးထားလိုက်တယ်ပေါ့နော်ကဲဖုံးလေးဖွင့်ကြည့်လို့နန်းနန်းပင်လေးနော်ပြီးမှုေးပြီးတော့ဇာရန်စားတော့ကောင်းတဲ့ငါးဟင်းလေးတော့ရပြီပေါ့နော်ကဲငါးဟင်းလေးနဲ့တွဲစားမယ်ကျွန်တော်တို့ကစုံရရည်တောက်လေးချက်လိုက်တယ်ပေါ့နော်လေကြောချက်လေးပေါ့နော်စီရဲမပါဘူးပေါ့နော်ကဲကျွန်တော်တို့စိမ့်စားငပိလေးထည့်တယ်တီးထားတဲ့ချက်သွန်လေးတစ်လုံးထည့်လိုက်တယ်ပေါ့ဗျာပြီးလို့ရှိရင်ခုနခြံထားတဲ့ငါးလေးနှစ်တုံးအချိုဖြစ်ကျွန်တော်တို့ကထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်အဖုံးလေးဖုံးထားလိုက်တယ်ဗျအဖုံးလေးဖွင့်ကြည့်လို့ရေလေးနဲ့ဆူလာပြီးငါးလေးနဲ့ကြက်ပြီးဆိုရင်ကျွန်တော်တို့ကအချိုမောက်လေးထည့်တယ်ပေါ့ဗျာချိုမောက်လေးရဲ့စားလေးရဲ့ကျွန်တော်တို့ထည့်တယ်ပေါ့နော်ကျွန်တော်တို့ကလေတော့ချက်လေးဆိုတော့မချီးလေးပါနည်းနည်းအောက်လိုက်တယ်ပေါ့ဗျာအချင်းလေးနဲ့ဆိုတော့ပိုစားကောင်းတယ်ပေါ့ဗျာကဲအချင်းလေးအောက်ပြီးတော့ရှင်ကျွန်တော်တို့နှံ့မှွေပေးလိုက်ပါပေါ့နော်မှွေပေးပြီးတော့ရှင်ကျွန်တော်တို့အပေါ်ငံမီးလိုက်ပါဗျာပေါ်ငံမီးတော့ကိုလိုလေလောက်အနေထားလောက်ရောက်ပြီဆိုတော့ဒါအဖုံးလေးဖုံးပြီးကြက်ပြီပေါ့နော်ကဲအရန်စားလို့ကောင်းတဲ့ငါးစီပြန်ဟင်းလေးနဲ့ကစုံရရေတောက်ဟင်းလေးတော့ရပြီပေါ့ဗျာစီမပါပြမပါလဲတော့ဟင်းလေးပေါ့နော်အရန်စားလို့ကောင်းပါတယ်ဗျကဲသူငယ်ချင်းတို့အားလုံးလည်းလိုက်လောက်စားကြည့်ကြပါနော်ဒီဗီဒီယိုလေးအဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ